ဟုတ်ကဲ့ဒီတော့အဲ့ဒါကြီးချင်ပါတယ်။ဒါကြောင့်ကျွန်တော်ထိုင်နေတဲ့ညီကိုတယောက်ရှိတယ်။အခုဒီမှာလည်းအားလုံးတွေ့ရမှာဖြစ်တယ်။သူကလည်းဒီအင်္ဂလန်နိုင်ငံရှက်ဖီးမြို့မှာနေတဲ့ညီကိုတယောက်ပဲဖြစ်တယ်။သူ့နာမည်ကကောင်းကျော်စိုးဖြစ်တယ်။သူဟာတစ်ချိန်တုန်းက88ခုနှစ်ကနေပြီးတော့ကျောင်းသားတွေကနေပြီးတော့တော်ရဲရောက်တယ်တော်ရဲကနေဒီနေ့အင်္ဂလန်နိုင်ငံကိုရောက်ရှိလာတဲ့ညီကိုတယောက်ဖြစ်တယ်။မီယိုဘလာကိုယ်ွယ်တာတော့အခုတည်းလည်းရှိပါသေးတယ်။စံသားချင်းတွေအားလုံးဗုဒ္ဓဘာသာဝင်တွေပဲဖြစ်တယ်။မနေ့တော့ကျွန်တော်လာတဲ့အခါမှာခုနလိုပဲဆရာမတက်တီခံလို့ပဲဘုရားသခင်ရဲ့ဝိညာဉ်တော်ဒီအော်ပဲဤသားမှာတိုးထိတဲ့အခါမှာဒီသားတွေကအမတန်မှမာကျောတဲ့အမတန်ဆိုးသောညီကိုတွေဖြစ်ပါတယ်သူတို့ဘဝကကြမ်းတမ်းပါတယ်ဆိုတော့ဘလောက်ပဲကြမ်းတမ်းပြီးဆိုးတဲ့သူတွေပဲဖြစ်ဘုရားရဲ့ဝိညာဉ်တော်နဲ့တိုးထိလာတဲ့အခါမှာဒီနေ့သူတက်တာမှာသူဒီနေ့ကယ်တင်ခြင်းကိုရသွားပြီဖြစ်သလိုဒီနေ့ဘုရားရဲ့ဝိညာဉ်ကသူ့တက်တာထဲမှာတက်တာကိုပြောင်းလဲပြီးတဲ့အခါမှာသူ့အဖြစ်ဒီမှာဒီနေ့ဒီရှက်ဖီးမြို့မှာများစွာသောသူတွေကိုသူဒီနေ့တကယ်ပဲဝိညာဉ်မိတောက်လောင်လိုက်လိုက်ပြီးဘုရားရဲ့ကောင်းမြတ်ခြင်းသတင်းစကားကိုဧဝံဂေလိပြောသလိုလူတွေများစွာဧဝံဂေလိသတင်းစကားကြောင်းလက်လံနှိုးဆော်တော်သူဖြစ်ဘုရားရဲ့အသုံးပြနေအောင်ကျွန်တော်လည်းမြင်တွေ့ရဖြစ်တယ်ဒါကြောင့်ဒီသားနေ့တော့လာတဲ့ခါမှာသူ့တက်တာမှာဘုရားရဲ့ဝိညာဉ်တော်တိုးထီပြီးပြောင်းလဲတဲ့အရာလေးကိုဒီမှာဗီဒီယိုကလစ်ကိုကြည့်တဲ့သူရောက်စေတက်တာမှာပြောင်းလဲစေဖို့ကိုယ်အဖြစ်စေဖို့အတွက်သူ့တက်တဲ့ခံခြင်းလေးကိုကျွန်တော်တို့ဒီချိန်ကြာစပြီးတော့ကောကျော်စုပ်ရဲ့တက်တဲ့ခံခြင်းကိုရောက်စီတိုင်းနားထောင်ကြရပြီခွာယူပါကျေးဇူးတင်တယ်ကျွန်တော်အခုလုံးတက်တိခံခွင့်เนาะဒါဖြင့်စင်ပြေတဲ့ချိန်တိုင်းစကားအလုံးစုံကျေးဇူးတင်တယ်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ငယ်ကျွန်တော်တက်တိခံနေတာကျွန်တော်ကဒီချိန်ကအမတန်ဆိုးသူပါတကယ်တအားဆိုးခဲ့တာပါကျွန်တော်ကစစ်ကထွက်လာတာ1988ခုနှစ်ကဒီပေါ်ဘူးစကမ်းမှာကျွန်တော်တော့ခုခဲ့တာအဲ့ဒါမှကျွန်တော်တို့စူပီတီပဲကျွန်တော်တို့ထိုင်းနိုင်ငံကိုရောက်တယ်ထိုင်းနိုင်ငံရောက်တော့လည်းဒီကံပဲကျွန်တော်ဘဝမပြောင်းလဲဘူးเนาะဒီလိုမျိုးဆိုးစွမ်းတယ်တောက်တယ်ညင်းစည်းတွေတောက်တယ်အရက်တွေတောက်တယ်အကုန်လုံးမကောင်းတဲ့မှန်တယ်ကျွန်တော်အကုန်လုံးလုပ်ခဲ့ဘူးပါလားဒါကျွန်တော်တတိခံနေတာဖယားရှိလူရှိမှကျွန်တော်တတိခံနေတာဖြစ်ပါတယ်ကျွန်တော်တကယ်ကိုဆိုးခဲ့ပါတယ်အဲ့အချိန်မှာကျွန်တော်မပြောင်းလဲသေးပါဘူးကျွန်တော်ဝိုးဆောင်မဟုတ်ပါဘူးကျွန်တော်ကဗုဒ္ဓဘာသာလာခဲ့တာပါကျွန်တော်ကဗုဒ္ဓဘာသာနဲ့ပဲကျွန်တော်ကြီးပြင်းလာတာဒါပေမဲ့ကျွန်တော်ပြောချင်တာဘာသာကိုကျွန်တော်ဆွဲတာမဟုတ်ဘူးဘာသာမကောင်းဘူးလည်းပြောတာမဟုတ်ဘူးကျွန်တော်ပြောချင်တာကျွန်တော်ယုံကြည်သူညီကိုမောင်နှမတွေပဲဟိုးစားပေါ့မယုံကြည်သေးတဲ့လူတွေပေါ့ကျွန်တော်ဗုဒ္ဓဘာသာညီကိုတွေဘုရားသခင်ကိုရှာကြပေါ့စစ်မှန်တဲ့ဘုရားကိုရှာဖို့လိုအပ်တယ်ပေါ့ဟောအဲ့ဒါကျွန်တော်ဘယ်လိုပြောမလဲငါရဲ့အဖေအမေငါရဲ့အမျိုးကဗုဒ္ဓဘာသာဖြစ်လို့ငါတို့ကလည်းဗုဒ္ဓဘာသာဖြစ်မယ်ဆိုတဲ့ဟာမျိုးတော့မဖြစ်တင်ဘူးเนาะဒီလိုရှိရင်တယောက်တန်းစီတော့မှာပဲမိဘလည်းမိဘလမ်းပဲเนาะမောင်နှမလည်းမောင်နှမလမ်းမွေးလာကြတာတယောက်ကြီးပဲထောက်ဝိုင်းလည်းတယောက်ချင်းပဲထောက်သွားရမယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာတယောက်စီတိုင်းလည်းဘုရားသခင်စစ်မှန်တဲ့ဘုရားကိုရှာကြဖို့ဒီတိုင်းမနေကြဘူးပေါ့အချိန်ကားလည်းမရှိတော့ဘူးကျွန်တော်ပြောချင်တာကျွန်တော်အဲ့ဒီချိန်မှာ1960နဲ့1990နဲ့9မှာကျွန်တော်ယုံကြည်သူတယောက်ဖြစ်လာတာဒါဘယ်ဆရာမကျွန်တော်ကိုဧဝံဂေလိခေါ်တာလည်းမဟုတ်ဘူးเนาะဘယ်တေးဦးဆရာမလည်းကျွန်တော်ကိုလာပြီးပြောတာမဟုတ်ဘူးကျွန်တော်ရန်ကုန်မှာလည်းကျွန်တော်တကယ်ချင်းခရစ်ယာန်တွေရှိတယ်เนาะကျွန်တော်တကယ်ချင်းတွေအိမ်သွားလို့ရှိရင်ဒီလိုခရစ်တော်ပုံတွေချိတ်ထားရင်ကျွန်တော်တိတ်ပြီးတော့မပြောကျွန်တော်ကြိုက်တာကကျွန်တော်အိမ်တက်သွားရင်ကျွန်တော်ရဲ့ဗုဒ္ဓဘာသာเนาะရုပ်တုစင်သူကိုးကွယ်တာလေးတွေကျွန်တော်တွေ့မယ်ဆိုရင်အမှန်တန်ကျွန်တော်နှစ်သက်ခဲ့သူပါကျွန်တော်ကဘာသာဆိုတယောက်လိုလိုလည်းဖြစ်ခဲ့တယ်အဲ့ဒီမှာဘုရားသခင်ကစစ်မှန်တဲ့ဘုရားဆိုတာလူရဲ့နှလုံးသားကိုသူကပိုင်တယ်သူပဲကျွန်တော်ကိုပြောင်းလဲပေးတာကျွန်တော်ကိုဘယ်သူကမှအိမ်ဝင်လာလို့လာလည်းမဟုတ်ဘူးဘယ်သူကမှလည်းဘာသာကိုလာသိမ်းသွင်းတာမဟုတ်ဘူးကျွန်တော်အလူလိုကိုခံစားနေရတာအဲ့ဒီမှာကျွန်တော်နှစ်ချင်းတောင်းခံတာအဲ့ဒီမှာကျွန်တော်ဖန်ကရင်နှစ်ချင်းအတင်းတော်မှာကျွန်တော်1999ခုနှစ်ကကျွန်တော်နှစ်ချင်းခံရတယ်ပြီးတော့ကျွန်တော်ကျန်းစာအုပ်လည်းမတက်ပါဘူးကျန်းစာလည်းဖတ်မတက်ဘူးနှစ်ချင်းခံပြီးသွားတာပဲကျွန်တော်လေလွင့်သွားတာမဲဆောက်ကျွန်တော်ပြန်ရောက်လာတယ်မဲဆောက်မှာလည်းဒီလိုမျိုးပဲတောက်ဆဆနဲ့သွားတယ်လာတယ်အဲ့ဒီချိန်ကတော့ဒါ2005မှာကျွန်တော်အင်္ဂလန်နိုင်ငံကိုထွက်ဖို့UN တစ်ဆင့်ကျွန်တော် UN ဖြည့်ပါလားဖြည့်တော့အချက်ချင်းအောင်တယ်အောင်ပြီးတော့အဲ့ဒီအောင်တော့လည်းဒီတိုင်းပဲကျွန်တော်အိမ်တော်ပြုဖို့ဇနီးသားများကျွန်တော်တောင်းတယ်ဖခင်မှာတောင်းခဲ့ပူပါတယ်အဲ့ဒီချိန်မှာဘုရားသခင်ကလည်းတကယ်ကောင်းမြတ်တဲ့ဘုရားပါကျွန်တော်လူချင်းတဲ့အိမ်တော်ကျွန်တော်ဇနီးမယားတယောက်ကျွန်တော်ပေးလိုက်ပါတယ်အင်္ဂလန်ထွက်ကန်နီးလေးမှာကျွန်တော်
အိမ်တော်ကြခဲ့တယ်အိမ်တော်ကြပြီးတော့အင်္ဂလန်ကိုရောက်ခဲ့တယ်ဒီတိုင်းပဲကျွန်တော်အသက်တာကျွန်တော်အလုပ်လုပ်တယ်နော်အလုပ်လုပ်လဲဒီတိုင်းပဲကျွန်တော်တောက်တယ်နော်တောက်အလုပ်ထွက်လိုက်လဲဒီတိုင်းပဲကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်အိမ်နေပိုင်း decoration အလုပ်တွေကျွန်တော်လိုက်လုပ်တယ်အိမ်နေလိုက်ပြုပြင်တယ်ကျွန်တော်အကုန်လုံးတက်ပါတယ်အိမ်လုပ်တယ်အဲ့ဒီအိမ်ပြုပြင်တဲ့ပတ်သက်လို့ဆိုရင်အဲ့ဒီချိန်မှာကျွန်တော်ပတ်စံကိုရမ်းကိုရတာပတ်စံကိုရတာဒီတနေ့ဆိုလို့ရှိရင်နှွေးတနေ့2လလောက်ကျွန်တော်စားလို့ရှိရင်ပတ်စံ4-5တောင်ကျွန်တော်ရဒါပေမဲ့ကျွန်တော်မှတပြားမှမကြံကျွန်တော်တောက်တာရဲဆက်ကိုကျွန်တော်တောက်တယ်တနေ့ကိုဘီယာဆိုလို့ရှိရင်ရေရှာရင်တော့မှကျွန်တော်ရေဆိုင်ကျွန်တော်ရေကိုမတောက်ဘီယာပဲတောက်ဒါအမှန်ကိုကျွန်တော်တတိခံတာဖြစ်တယ်ဘုရားခင်အတိဆုံးပါပဲနော်လူလိန်လို့ရမယ်ဘုရားခင်ကိုလိန်လို့မရဘူးကျွန်တော်20နဲ့တနေ့ကိုဘီယာကို20နဲ့4လေးကိုကျွန်တော်တောက်တာနေ့တိုင်းတောက်တယ်အမှန်တန်စိုးစွမ်းသူပါကျွန်တော်သားမယောက်လည်းကျွန်တော်ရိုက်တယ်နော်ဘယ်လောက်ထိရိုက်လဲဆို UK မှာသူတို့ law ဥပဒေရောထုတ်ပြန်လာတာသားမယောက်မရရဘူးဆိုတဲ့ဟာလဲကျွန်တော်သူတို့ဥပဒေကိုလည်းချိုးဖောက်တယ်ကျွန်တော်ရိုက်တယ်ပဲမိမအောင်နော်ဝယ်ပြဲတဲ့ထိတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အခါပေါင်းလည်းမကြီးနိုင်ပါဘူးနော်ကျွန်တော်အဲ့လိုမျိုးစိုးစွမ်းနေပါအဲ့ဒီချိန်မှာဘုရားသခင်ကကျွန်တော်ရဲ့စိတ်ကိုပြောင်းပြန်လာအောင်လုပ်ပြီးတယ်နော်ဆရာတွန်း2014ခုနှစ်က9လပိုင်းကျွန်တော်သမီးလေးမွေးနေ့မှာဆရာတွန်းကျွန်တော်အိမ်ကိုရောက်လာတာကျွန်တော်ဘုရားသခင်ကိုကျွန်တော်စက္ကတ်ခြင်းနဲ့ကျွန်တော်ဆရာဆုတောင်းပေးပါဆရာကျွန်တော်လက်တင်ပြီးဆုတောင်းတော့ပေးတယ်အဲ့ချိန်မှာဆရာပြန်လာပြီးတဲ့အချိန်မှာကျွန်တော်ဘာမှမသိသေးဘူးအဲ့အရင်တိုင်းပဲလမ်းဟောင်းပဲကျွန်တော်သွားတာကျွန်တော်တောက်တယ်ဒီngàyမှာလှုပ်တယ်ကျွန်တော်ဒီဆေးတွေတုတ်တယ်အိမ်ပြင်တာပတ်သက်တာအကုန်ကျွန်တော်ရတယ်အဲ့ကျွန်တော်လှုပ်စမြဲပဲဘီယာလည်းတောက်တယ်ပြန်လာတောက်နေတော့မှတနေ့ကျတော့2ပတ်လောက်ကြာတော့ဆရာထုံးပြန်ပြီး2ပတ်လောက်ကြာတော့အဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်သားလေးကစားနေရင်နဲ့ပုံလဲဆိုပလက်လိုက်လဲကြသွားကျွန်တော်ဘာများဖြစ်လဲပေါ့ကျွန်တော်ထားပြီးတော့ကျွန်တော်ထားကြည့်လိုက်တော့ကျွန်တော်သားလေးတက်နေတဲ့ခါမှာကျွန်တော်မိမသူကမိခင်ဆိုတော့လေဘယ်လိုပြောမလဲကျွန်တော်ကိုချင်းစားပါတယ်ပြာတိပြတာဖြစ်တယ်ပေါ့ကျွန်တော်ပြောတာမိမဘာမှစိတ်အားမငယ်နဲ့ဘာမှမဖြစ်ဘူးစိတ်ငြိမ်သားငါသိတယ်ဒါဖះလုံးနေတာငါသိတယ်ကျွန်တော်သိထားကျွန်တော်သိလိုက်တယ်ဖះငါ့ကိုလုပ်ပြီးဟောဖះငါ့ကိုခေါ်ပြီးအဲ့နဲ့ကျွန်တော်ပြုံးပြတဲ့ ambulance တွေပဲကျွန်တော်ခေါ်ပြီးနဲ့ကျွန်တော်ဆေးရုံသွားလာဆေးရုံရောက်တော့လဲဆေးရုံကအကုန်သူတို့လုတ်တဲ့မြတ်ဟာလေအကုန်လုံးလုတ်တယ်ဆေးသွင်းတယ်ဘာညာအကုန်လုံးဒီခေါင်းတွေဘာတွေအစသူတို့ဟိုစားတွေရိုက်တယ် skin တွေပဲအကုန်သူတို့လုတ်တဲ့အရာအားလုံးလုတ်လိုက်တယ်ဘာမှမထူးကြလားဆေးရုံမှာ2ရက်လောက်ကလေးအိတ်လိုက်တယ်အိတ်လည်းနောက်နေ့ကျတော့ဆရာဝန်တွေပြောတယ်မင်းသားအံ့ဩကောင်းတယ်ဘာမှလည်းယောဂမရှိဘူးတဲ့နော်အဲ့ဒီချိန်မှာကျွန်တော်သိလိုက်တာငကိုလည်းကျွန်တော်လုံးဝန်ခံပါတယ်ဘုရားခင်ကျွန်တော်ချိုးပြီးကျွန်တော်နှလုံးသားကိုချိပြီးဆိုတော့ကျွန်တော်သိတယ်ကျွန်တော်သားလည်းကျွန်တော်မိမဆေးရုံမှာနေခဲ့တဲ့အချိန်မှာကျွန်တော်အိမ်ကိုပြန်လာတယ်ကျွန်တော်သမင်းလက်ပြန်ချက်ပြီးတော့အဲ့ဒီမှာကျွန်တော်နှလုံးသားကြည်ကွဲသွားပြီကျွန်တော်သားအဲ့လိုမျိုးဖြစ်တာကျွန်တော်မခံစားနိုင်တော့ဘုရားရှိခိုးကျွန်တော်ဒုထောက်တယ်ဘာကျွန်တော်သားရဲ့အသက်ကိုပြန်ပေးပါဒါအဖခေါ်တော့သားလိုက်တော့မှာအဖကိုသားစက်ကတ်ထားတာအခုသားနောင်လိုက်ရပါပြီအဖမကြိုက်တဲ့အရာတွေသားလွတ်ပါတော့မှာကျွန်တော်အဲ့ဒီကစပြီးတော့ကျွန်တော်ဘီယာယနေ့ထိတစ်နှစ်ပြည့်ပြီနော်ကျွန်တော်လုံးဝကျွန်တော်မတော့ဘူးဒါကျွန်တော်စူးစမ်းလို့ရတဲ့အရာမဟုတ်ပါဘူးဒါကျွန်တော်မှန်လဲပြောမစင်တတ်စင်တော့ဝင်တော့ကျွန်တော်အထဲမှာအလုပ်လုပ်နေတာကျွန်တော်ရင်းထဲမှာအလုပ်လုပ်နေတယ်ကျွန်တော်ပြောမဆိုလို့ရှိရင်အများကြီးပါပဲနော်ဒီမူကြီးစေဝါတောက်စားတဲ့ဟာတခုတည်းမဟုတ်ပါဘူးကျန်တဲ့ဟာတွေတချို့ဟာတွေဆိုလို့ရှိရင်လည်းတတိခံလို့မရတဲ့ဟာလောက်ထိတောင်ဒီကျွန်တော်စိုးစွမ်းခဲ့တာနော်အားဒီစိုးရုပ်ခဲ့တာအဲ့ဒီအရာတွေကအခုဆိုကျွန်တော်လှည့်အောင်ကြည့်ချင်တော့လှည့်ကြည့်ကျွန်တော်ကိုကျွန်တော်ရှက် yes ဖះရှိမှဆိုဘယ်လောက်ဥစ္စာဖြစ်မလဲဆိုတာကျွန်တော်စဉ်းစားလို့မတတ်ဘူးကျွန်တော်ကိုကျွန်တော်တော့အနောက်ပြန်လှည့်ကြည့်ရဘူးကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေအခုဆိုရင်ကျွန်တော်မိမကိုကျွန်တော်အရန်ချစ်တတ်လာကျွန်တော်ရိုက်ဖို့မပြောနဲ့ကျွန်တော်လုံးဝသူ့ဘာမပြောသူ့အလိုတိုင်းပဲသူကြိုက်တာလို့ကျွန်တော်အကုန်လုံးကျွန်တော်သူ့လွတ်ထားပေးတယ်လှုပ်ချင်တာလို့ဒါကျွန်တော်စူးစမ်းတာမို့ကျွန်တော်ဒီရင်ထဲကဖြစ်လာတယ်ပြတ်သက်စတဲ့ဝิญဉ်တော်ကကျွန်တော်ပြုတ်ပြင်းတယ်နေ့စဉ်ပြုတ်ပြင်းနေတာနေ့စဉ်ပြုတ်ပြင်းနေတာအဲ့ဒါကိုကျွန်တော်သက်စတဲ့ဝิญဉ်တော်ကအဖြစ်ကျွန်တော်တတ်တာမှာအလုပ်လုပ်တာကိုကျွန်တော်တွေ့ရတယ်ဒါကျွန်တော်မှန်တဲ့တက်တဲ့ကိုကျွန်တော်ခံနေတာပါကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီမယုံကြည်သူညီကိုမောင်နှမတွေသာရဘုရားသခင်ကိုရှာကြပါအသက်ရှင်တဲ့ဘုရားကိုမယုံကြည်ရင်ဒုက္ခဖြစ်လာတဲ့ခါကြာလို့ရှိရင်ယေရှုဘုရားလို့တ
တားလိုက်ရပါပြီနော်ရိုးရိုးလေးပဲလက်ခံလိုက်ရုံပဲဘာမှဘိုးစားလုပ်စရာမလိုပါဘူးထထထနော်အဲ့ဒါကျွန်တော်တက်တိခံနေတယ်နောက်ကြဒီနေ့မှာကျွန်တော်ဆရာမလာခင်တော့အမေရိကန်မှာဆရာ3ရက်နေ့ရောက်မယ်အင်္ဂလန်ကိုပြောတာနဲ့ကျွန်တော်ရင်ထဲမှာပြောင်းစံလန်နေရောဘာဖြစ်လို့လဲဆိုတော့တန်စင်တော်ဝင်းရင်တော့အလုပ်လုပ်နေကျွန်တော်လူချင်းနဲ့တန်စင်တော်ဝင်းရင်တော့တိုးထိမှုကျွန်တော်ခံစားခြင်းနဲ့ကျွန်တော်တောင်းတတဲ့အတိုင်းပဲတန်စင်တော်ဝင်းရင်တော့ဗျာလွတ်လွတ်သွားတာဟုတ်ပြီနော်ဆရာကျွန်တော်ကိုလက်တင်ပြီးဆုတောင်းတဲ့ခါမှာကျွန်တော်တန်စင်တော်ဝင်းရင်တော့ဗျာတိုးထိမှုခံပြီးတော့ကျွန်တော်ရဲကြပါဗျာကျွန်တော်အခုဒီဖျားเจ้าမှာတွေ့တဲ့တငယ်ချင်းတွေကတော့ကျွန်တော်အံ့ဩတာမင်းအရှိန်နဲ့မင်းရဲ့ဝက်ကအောက်ကိုပြုတ်ကြတာတမန်တလင်းကဖျားเจ้าမှာတမန်တလင်းအနည်းဆုံးတော့ကျွန်တော်တင်တဲ့ခေါင်းကွဲမှာခေါင်းကွဲတော့မှကျွန်တော်အရက်ကလည်းမြင်တာနဲ့ဒီလိုမျိုးပလက်လန်ကြတာဒါပေမဲ့တန်စင်တော်ဝင်းရင်တော့ဖျားလောက်ရင်ဘာမှမဖြစ်ပါဘူးကျွန်တော်လုံးဝတန်ရတစ်ချက်မှမရှိဘူးကျွန်တော်တလန်းလုံးခုချိန်ကြီးကျွန်တော်ခေါင်းကိုစမ်းကြည့်တယ်လုံးဝမနာပါဘူးအဲ့ဒါတန်စင်တော်ဝင်းရင်တော့ဖျားရဲ့တကိုးဆိုတာကျွန်တော်သိလိုက်ရတယ်ဒီဆရာထုံးဆိုလို့ရှိရင်လည်းဖျားတခင်ကအမှန်ကန်သုံးနေတဲ့ဆရာတယောက်ဖြစ်ပါတယ်လို့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့ဒီကောင်မအရောက်စီတိုင်းဒီနေ့ရှိဖြစ်တော့ဖျားကောင်းကြီးပြပါလေအာမင်ယေရှုတင်ပြီးခဲ့တဲ့ခေါက်ကျွန်တော်လာတော့သူ့ရဲ့ပုံစံဒီပုံစံမဟုတ်ပါဘူးဒီလိုလုံးဝမဟုတ်ပါဘူးကျွန်တော်စောက်တွေ့ချင်းပါကျွန်တော်အတိအကျကခေါ်သားပြီးတော့ကျွန်တော်သူ့ရဲ့ရောက်သွားပြီးကျွန်တော်ဆုတောင်းပေးတာဒါပေမဲ့ကျွန်တော်ဆုတောင်းတဲ့အချိန်မှာဘာခံစားရလဲဆိုသူ့ရဲ့အထဲထဲမှာခုနအဆိုင်ခဲကိုတော့ရှုပ်ထွေးနေတဲ့အရာတွေအများကြီးခံစားအဲ့အရာတွေအားလုံးကိုကျွန်တော်အကုန်လုံးဘုရားရဲ့နာမနဲ့ဘုရားရဲ့ဝိညာဉ်တော်တကူတော့အားဖြင့်အကုန်လုံးမောက်ထုတ်ပြီးအဲကြောင့်ပြန်လာပြီးနှစ်ပတ်အတွင်းမှာပဲခုနကသက်သေခံလို့ပဲဘုရားရဲ့ဝိညာဉ်တော်ကအထက်ကနေပြီးတော့အလုပ်လုပ်ပြီးသူတက်တော့ပြောင်းလဲခဲ့စီတာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေသင်ရှိတဲ့နေရာမှာဘုရားရဲ့ဝိညာဉ်ကနောက်ဆုံးသောကာလဖြစ်တယ်အလုပ်လုပ်နေပါလေဘုရားကြောင့်တော့မဟုတ်ပါဘူးသင်အခုဒီဟာလေးကိုကြည့်ပြီးသင်ရှိတဲ့နေရာမှာသင်ရဲ့ဝိညာဉ်တော်ဘုရားတန်ရှင်သောဝိညာဉ်တော်ဘုရားကျွန်မကိုကျွန်တော်ထဲမှာအလုပ်လုပ်ပါလို့သင်ယခုခေါ်ပေးတာနဲ့သင်ယခုအဲ့ဘုရားဒီလူတွေတက်တဲ့ခံလို့သင်လည်းဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုလူတကာရှိမှတက်တဲ့ခံလာမှာဖြစ်တယ်ရောက်စီရင်ဘုရားရှင်